စွဲခဲမကုန်သေးလို့ပြန်လေကားပြတဲ့တပါဝေးမှာတညာရင်းနဲ့စွန့်ဝီ300ကျော်ရသွားပြီးစွမ်းစားနေအားလုံးမင်္ဂလာပါစွမ်းစားနေအောင်ဇမကပဲနေလာကြတာနှစ်တော်ကြပြီဖြစ်လို့သူ့ကိုဘသူကမှအမပြီးတော့ဘူးလို့ထင်ကြပါပါစွမ်းကတော့စွမ်းမေးဖြစ်နေလို့စိတ်ကူတာပြီးနောက်ပထမဆုံးချိန်ပြန်ကားတဲ့ပွဲမှာစွန့်ဝီတွေကိုအစည်းလိုက်ရတာကြောင့်စံပရိသတ်တရားဝန်တာနေကြပါရီစွမ်းကသူ့ရဲ့အောင်မြင်လို့တောင်မှပြောလို့ရတဲ့ပြမနာမျိုးမှာပြန်လေကပြတာဖြစ်ပြီးတော့မြို့နေသူတွေခဏတာကပြခဲ့တာပါပြင်နာမျိုးကလောကမရစိန်ဖျားကြီးဗုဒ္ဓပူဇနီးယဓမ္မပွဲတော်ကြီးမှာကပြပြောပြခဲ့တာဖြစ်ပြီးစံတို့ရဲ့ဇက်လာတပင်ကိုမန္တလ9ရက်နေ့ကစတင်ပြီးကပြပြောပြခဲ့တာဖြစ်ပါရီစံကအိန္ဒိယမှာခွေးစိတ်ကူးသားခဲ့တာတိမ်မောင်1500ကျော်ကုန်ကျခဲ့ပြီးအခုဒီလေတရက်ကိုစီးလုံးပေါင်း60ကျော်ကိုတောင်းနေရစေဖြစ်ပါရီခြေောက်ကိုတော်တော်လဲလှုပ်ရှားလို့မရသေးတာကြောင့်မကဝေးနေသေးပေမဲ့လေဇက်ခုံဘော်ကိုပြန်လာဖို့ဆုံးဖြတ်ခဲ့တာဟာငွေကြီးမမိုးမှုကြောင့်မဟုတ်ပါဘူးအနုပညာပေါ်မှာထားရှိတဲ့စီးတဲ့နေပရိသတ်တွေကိုကြီးစုတို့ပြန်ကျင်တာအကြောင်းမေးပြန်ကားခဲ့တာပါစွမ်းကားတာတွေကိုကြည့်ကျင်နေဆိုပြီးတော့ပွဲလာငားတဲ့သူတွေရှိပေမဲ့လေဒေစီနေပဲပြီးဘလောက်ပြီးမကားခဲ့ပါဘူးပွဲစီစဉ်ပြီးတဲ့သူတွေနေပရိသတ်တွေတွေ့ကားပြီးတာဖြစ်ပြီးငွေကြီးတဲ့ပရိသတ်တွေရဲ့မျက်နှာကိုပို့ပြီးတော့ငှက်ကွက်ခဲ့တာပါပရိသတ်တွေကလေစွမ်းကိုဘလောက်တောင်မှလွမ်းဆိုတတနေကြတဲ့ဆိုရင်မင်းသားကောင်းမလေးနဲ့နှခမ်းနေနဲ့မြင်ကျင်ကြပါရီပရိသတ်တွေရဲ့တောင်းဆိုမှုတွေကပြင်းထန်လွန်းတချို့ဆိုရင်ဝေးပြန်ကားဖို့တွေငိုယိုပြီးပြောရရီတောင်းမှရှိပါရီဆွမ်းရဲ့ကားကိုကြည့်ကျင်လို့ငိုယိုပြီးတောင်းဆိုနေကြတဲ့ပရိသတ်တွေရဲ့မျက်နှာကိုမြက်ွေပြဖို့ဆိုတာစမ်းတက်လေမျက်နှာလွှဲနိုင်မှာမဟုတ်ပါဘူးဒါကြောင့်လေဘလောက်ပဲပြင်မဲမာစီဇက်ကုံဘောကိုအိုင်းအပြင်းနဲ့ပြန်လေတလိုင်းခဲ့တာဖြစ်ပါရီငွေကြီးကြောင့်ပြန်လာတာမဟုတ်ဘူးဆိုပေမဲ့လက်စနီကဒီဖြော်ပြဝဲမာရီ300ကျော်စုချင်းမိခံလိုက်ရပါရီပရိသတ်တယောက်တွေကစွမ်းအတွက်ဆိုပြီးတော့300ကိုငွေစီးလိုက်စုချခဲ့တာပါငွေထုတ်လိုက်ကိုအေးထေးတက်လာပြီးစွမ်းတက်ဆိုပြီးတော့ချင်းမြပေးခဲ့ပါရီခြားသောပရိသတ်တရားလေးစွမ်းတွေငွေသားတွေစုချင်းမိမာရီစွမ်းရည်ပွဲတွေအားခဲထားတဲ့ပရိသတ်မျိုးသမီးတယောက်က300လုံးကိုကြိုတင်ပြီးတော့ပြင်ဆင်လာခဲ့တာပါပရိသတ်တယောက်တရားစုချင်းငွေ300ချူးမြင့်တာကတော့စိုင်းချင်းတင်လောက်တဲ့ပမာဏပါသဒ္ဒနီရဲ့ကြိုးကြားမှုရှိန်ဝါအရင်ကတည်းရောကျသွားခြင်းမရှိတဲ့ပြင်ပရိသတ်ရဲ့ချက်တွေကပိုလို့တောင်မှဒိုလာပါသေးတယ်ဆိုတာကိုအခိုင်အမာသက်သေပြလိုက်တာပဲဖြစ်ပါရီစွမ်းကခြေထောက်တွေအရင်လှုပ်ရှားလို့မရသေးပေမဲ့လေတိကျကပြနိုင်ခဲ့ပါရီအင်တာကောင်းမောင်ကိုစင်မြန်းထားပြီးစက်တရရှိလာတဲ့ဇမင်းသားဝတ်ဆောင်နဲ့ယုံကြည်မှုအပြည့်ကပြနေရတဲ့သူပရိသတ်တရားစိတ်ချမ်းသာသွားကြပါရီဇမင်းသားတစ်တွေပေါ်လာပြီးမင်းစွမ်းကိုတော့မိကြသေးပဲအားပေးနေကြသေးဖြစ်ပြီးနောက်ထပ်ပွဲတွေတလည်းပြင်ဆင်ထားပါရီဇက်သပင်ကိုပြန်လေးဒီထောင်မိုးစီစဉ်နေပြီဖြစ်ပြီးအကားရီလေးတင်ကျင်နေပါပြီဒါပေမဲ့နောက်ထပ်ပွဲတွေမှာတော့စွမ်းကအပြေဝကနိုင်မှာမဟုတ်ပဲတချင်းမင်းဆိုမှဖြစ်ပါရီအခြားသောဇမင်းသားတွေကိုပရိသတ်တရားကြည့်ခင်လို့ရွှေနေပူးစီတွေဖိနစ်စွကြီးတွေစုချင်းမင်းသားတွေရှိပေမဲ့စွမ်းကတော့တပွဲတွေကပြတာနေတိမ်မောင်900ကျော်ကိုတညာလေးနဲ့ရရှိသွားခဲ့တာပါစွမ်းသာပြကမင်းဆိုရင်အရင်လိုအားပေးချမှာလားဆိုတာပြောသွားပြီးခဲ့ပါအောင်ရှင်အားပေးနာစင်ကြီးတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ရှင်ဒီလိုလည်းဝင်လို့စိတ်ခဲ့ကြပါရီအားပေးနာစင်ကြီးတဲ့ပရိသတ်တရားချင်းစီတိုင်းကိုစီနှလုံးရှင်နဲ့ချက်နေကြပါစီရှင်